Hello everyone ထောပတ်တမင်းနဲ့ချက်သားရင်ချက်စားပြစ်တာလေးတင်ပေးလိုက်ပါရရှင်ထောပတ်ကတော့ပမုံနဲ့တုပ်စားတဲ့ထောပတ်ကို microwave နဲ့အရေးဖြော်ပြီးတော့ထမင်းချက်တဲ့အထဲကိုထည့်လိုက်ပါတယ်ကိုစီမှာရှိရဲ့ကြိုက်တဲ့ထောပတ်ကိုသုံးရတယ်ထောပတ်ထမင်းလေးမွေးသွားအောင်လို့ကရဝေးရွက်နဲ့တကြပိုးခောက်ကိုနည်းနည်းစီထည့်ထားပါတယ်အများကြီးထည့်ရင်အနံ့ကြီးကတအားထုံသွားပြီးစားလို့မကောင်းဘူးဖြစ်မှာဆိုလို့ပေါ့နော်စားနဲ့ငယ်ထည့်ပါတယ်ပြီးရင်ထမင်းတဲလို့ထည့်လိုက်ပါမယ်သားကိုတော့ vinegar နဲ့စားနဲ့ထည့်ပြီးတော့နည်းနည်းလေးနယ်ပြီးစီးလိုက်ပါမယ်ပြီးရင်လည်းအဲ့ဒီဟာကိုရေလေးခဏလောက်စိမ်ထားပေးပါတယ်အညီနဲ့နေထွက်သွားအောင်ပေါ့နော်ဒါမျိုးစိန်ထားပြီးအယောင်ကဖြူဖြူကြီးဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုကြည့်အောင်လို့ဆေးပါတယ်ပြီးရင်ရေစစ်ထားမယ်ပေါ့နော်ချက်သားနယ်ဖို့အတွက်စားစနွင်းအချိုမုတ်ငရုတ်သီးအယောင်တင်မုတ်မဆလာတို့ကိုထည့်ပြီးတော့တီချာလေးနှံအောင်လို့နေထားပါမယ်အနည်းဆုံးမိနစ်20နာရီဝက်လောက်နှက်ထားပြီးရင်ချက်သားချက်ပါမယ်ချက်သားချက်တဲ့တဲ့ကိုကရဝေးရွက်လေးထည့်မယ်ပြီးရင်ချက်သွန်ဖြူအနီချင်းထည့်ကြိတ်ထားတာလေးကိုထည့်ပြီးစီတက်ပါမယ်စနွေးမုတ်ထည့်မယ်ချက်သွန်လေးနည်းနည်းလေးချက်သွားပြီဆိုလို့ရှိရင်တော့အယောင်တင်မုတ်ငရုတ်သီးမုတ်အစိမ်းမုတ်ကိုထည့်မယ်ပေါ့နော်ငရုတ်သီးမုတ်များများကြရင်ပို့ထည့်လို့ရပါတယ်ပြီးရင်ချက်သွန်လေးနွမ်းသွားပြီဆိုရင်ချက်ပေါင်နှက်ထားတာလေးကိုတခြားစီပြီးထည့်လိုက်ပါမယ်ရှင်ဒီမှာချက်တောင်မှန်ဖျားလေးတွေလည်းကြံသေးတာမို့လို့နည်းနည်းလေးရောပြီးတော့ထည့်ချက်လိုက်ပါတယ်ချက်သားကိုအမကစီးတည်ချာတတ်တယ်ပေါ့နော်အနှစ်နဲ့ချက်သားနဲ့ကအဲ့လိုမျိုးတသားရဖြစ်သွားအောင်လို့ချက်ပါတယ်ဘယ်သားဘယ်ဟင်းဆိုအဲ့လိုမျိုးစီနာအောင်တက်ပြီးမှပဲချက်စားဖြစ်တာများတယ်ပြီးရင်တော့အာလူးထည့်ပါမယ်အာလူးထည့်ပြီးလဲစီတက်ပါတယ်စီတက်မနာတဲ့ဟင်းကအဲ့လိုမျိုးစားမကောင်းလို့ခံစားရတယ်ပေါ့နော်ပြီးရင်လည်းအဲ့လိုစက်သွန်အဖက်ကြီးကတက်တက်ကြီးဖြစ်နေတာမျိုးအနှစ်ကအဲ့လိုကွဲထွက်နေတာမျိုးမကြိုက်ဘူးပေါ့နော်ပြီးရင်ရေလေးနဲ့ထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်10မိနစ်လောက်စူအောင်တည်ပြီးရင်ချက်သားနူးလို့ရှင်ရပါပြီပြီးရင်တော့ချကန်ဒီမဆလာလေးထည့်မယ်ဒါကတော့စီကြံရေကြံဖြစ်သွားတဲ့အနေအထားမှာပေါ့နော်ရေလေးနဲ့ခန်းသွားတဲ့ချိန်မှာချလိုက်ပါတယ်ဒါကထောပတ်ထမင်းမအီအောင်လို့အချင်လေးလောက်ထားတာပါအချင်ကတော့တခွားသီးရယ်မုံလာဥနီရယ်စက်သွန်လေးနဲ့ထည့်ထားပြီးတော့အချင်လေးညှစ်ထားပါတယ်စားကြပါအောင်ရှင်ထောပတ်ထမင်းလေးလည်းရပါပြီ